မန္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းကျောင်းမှာအားလုံးပဲမင်္ဂလာပါ NZ Blog နဲ့ကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့် reaction video လေးကတော့မင်းညမှာဖြစ်သွားတဲ့เนาะဗီဒီယိုတစ်ပုဒ်ကတော်တော်လေးကိုမှပေါက်နေတယ်ပေါ့เนาะအဲ့ဒါဘာဗီဒီယိုလဲဆိုရင်တော့ဘုံကြီးเจ้าမှာကာမဆက်ဆံတဲ့အသွဲတွဲပါเนาะနေရရှားလားကွာပြောရှင်တာเนาะတိလားမင်းတို့တော်ထဲမှာပဲတကြုံเนาะအခုကဘုံကြီးเจ้าပြက်ထဲမှာတကြုံလာတော့လွန်နေဗျာတိလားတိမ်เจ้าထဲမှာဘုံကြီးမရှိဘူးအထင်နဲ့မင်းတို့ကလောက်တာเนาะနောက်ဆိုမှဘလော့တီပုံပြက်ရုပ်ပြက်လေဆိုရင်เนาะဘောင်းမီတော့မပါဘူးဗျာအပြင်ပြီးထွက်လာရတာเนาะโอเคဗီဒီယိုလိုက်ကြည့်လိုက်ကြဗျာကျွန်တော်ရဲ့မန္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းကျောင်းမှာမင်းဘာလို့ရိုင်းလဲဟာတိန်ကိုတော့ဘာလူမျိုးလဲဘာလူမျိုးလဲလူမျိုးပြောလိုက်လူမျိုးပြောလိုက်အဲ့မှာတိမ်မှာဒီမှာအင်းငင်းကုန်းကြောင်းကြီးပါအဲ့မှာဇေဒီလည်းအများကြီးပါအဲ့မှာတိမ်မှာကိုတော်တော့ဆိုရင်အမဖက်နဲ့တော်မှာအဝေးရချွတ်ပါတယ်နော်တိမ်ကိုဒါဗုဒ္ဓမန္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းငင်းကုန်းကျောင်းမှာမင်းဘာလို့ရိုင်းလဲဟာတိန်ကိုတော့ဘာလူမျိုးလဲဘာလူမျိုးလဲလူမျိုးပြောလိုက်အဲ့မှာတိမ်မှာဒီမှာအင်းငင်းကုန်းကြောင်းကြီးပါအဲ့မှာဇေဒီလည်းအများကြီးပါအဲ့မှာတိမ်မှာကိုတော်တော့ဆိုရင်အမဖက်နဲ့တော်မှာအဝေးရချွတ်ပါတယ်နော်တိမ်ကိုဒါဗုဒ္ဓဘာသာမှန်တိမ်ဆိုရင်သိရပါတယ်နော်တိမ်ဆိုရင်သိရပါတယ်ဖုံးကြီးကိုလည်းလုံးပါတယ်တက္ကမနော်တော်တဲ့ကဗီဒီယိုရိုက်ထားလို့ဗီဒီယိုတက်တဲ့ယူလိုက်လို့ဖုံးအောင်ကွဲပါတယ်ဒီမှာဝင်နဲ့ပေါက်ပြပါမယ်ဝင်နဲ့ပေါက်ဒီမန္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းအဲ့တက္ကနဲ့တက္ကမဒီမှာဒီကဖောက်ပါတယ်ဒီကတော့ဖောက်ပြီးတော့ဝင်ပါတယ်ဒီမှာဖက်နက်ပါကျန်နေတယ်ဒီမှာဖက်နက်ဟာတက္ကမရဲ့ဖက်နက်ဒီကဝင်လိုက်မှာသူတို့လာတာဒီဘက်ကတောရဲလာပါတယ်ဒီဘက်တောရဲနဲ့ဖြည်းဖြည်းချင်းဒီကနဲ့တက်ပါတယ်ဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဒီကနဲ့တက်ပါဒီကတက်ပြီးတော့ဒီရောလူတွေကြည်သေးတာထုံးကြီးတွေကကြည်သေးပါတယ်ကြည့်ပြီးမှတက္ကမဟိုးဘက်မှာကတ်နေပါတယ်တကားဒီဟာကိုဖောက်ပါတယ်ဖောက်ပြီးမှတယောက်ဝင်ပြီးတော့နောက်တစ်ယောက်ကဝင်ပါတယ်ဒီမှာဖက်နက်ပါဒီမှာပါခုနတကားရဲ့တကားမရဲ့ဖုံးရုပ်လည်းလုံးပါတယ်နော်မန္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းကျောင်းပါနော်ကိုတော်ဟိန္ဒူလူမျိုးပါဗုဒ္ဓဘာသာဟိန္ဒူလူမျိုးပါနော်ဒီမှာတိမ်ကြီးပါနော်တိမ်မှာကိုတော်ဒီတိမ်မှာပဲရဟန်းပေါင်တက်ထားတာပါနော်ဒီမှာဟိုမှာကိုတော်တောင်းဘာကြီးလုံးနေလဲမသိဘူးဟိုမှာမသွားသေးပါဘူးလိုက်ကိုလွင့်ပြီးပြနေတာပါမသွားသေးပါဘူးမသွားသေးပါဘူးနော်ဟုတ်ကဲ့ဒီเจ้าမှာဖုန်းကြီးနှစ်ပါးတဲ့အန်ဒီရဲ့ကြောက်ရပါတယ်အခုကိုတော်တို့ခဏလေးလိုက်ကိုချအောင်ပါမယ်ချပြီးတော့တက်ဆိုင်ရရဲကိုတပီးတော်တို့ခေါ်ရပါမယ်အားလုံးလေးစားပါတယ်ပြီးမှနောက်ဥစ္စာကိုပြန်တင်ပေးပါမယ်နော်ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ထိပါပဲခင်ဗျာအဆုံးထိ like ကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ